My Comics Issue 65မှာတော့ဒီ Black Nora ကဒီ Homelander ကိုရဲဆက်ဆက်တက်လိုက်တာပေါ့နော်ဒီဇလန်ရဲ့အဆုံးသတ်မှာ Homelander က American သမ္မတကိုတက်ပြီးတော့ဗျာအိမ်ဖြူတော်မှာတောင်းညံ့နေ William Butcher က Homelander ကိုတက်ဖို့ရောက်လာတဲ့အချိန်မှာ William Butcher က Homelander ကိုနှစ်ယောက်လုံးအံ့ဩဝါတဲ့ဖြစ်တစ်ခုဖြစ်ခဲ့အဲ့ဒါအမြဲတမ်းပါဇက်ပိတ်နေတဲ့ Black Nora ကသူ့မျက်နှာပေါ်ချွတ်လိုက်တဲ့အချိန်မှာလုံးဝ Homelander နဲ့ပုံစံတူတဲ့ကလုံးတစ်ကောင်သွားဖြစ်နေဒါကလည်းရှင်းတယ်ဒီကလုံးကို Vogue က Homelander စောက်ယူဖြိုသွားတဲ့အခါကျလို့ရှိရင်ပြန်တက်ဖို့အတွက်ဖန်တီးထားတာပို့ပြီးတော့ရုံဖို့ကောင်းတာတခုရှိရဗျာအဲ့ဒါဘာလဲဆိုတော့ Homelander ကိုယ်တိုင်တော့မမမိရဲ့ကိစ္စရည်လေးရှိအဲ့ဒါဘာလဲဆိုတော့ကလေးတယောက်ကိုစားလိုက်တာနောက်ပြီးတော့ Butcher ရဲ့ဇနီးကိုစော်ကားတာတွေကဒီကလုံး Homelander ကပဲလှုပ်ထားတာဗျာအဲ့ဒါကြီးအမှန်တရားကိုတည်သွားတဲ့အချိန်မှာဒါနဲ့ခင်ဗျားတို့အားလုံးသတိထားမိလားဒီ The Boy Season 5မှာ Black Nora ကစကားလုံးဝပြန်မပြောတော့ဘူးပေါ့နော်ပုံမှန် Season 4မှာဆိုလို့ရှိရင်သူစကားတွေတောက်လျှောက်ပြောခဲ့သေးတယ်ဒါပေမဲ့အခု Season 5မှာတော့စကားမပြောဘဲငြိမ်နေပေါ့နော်အဲ့တော့ဖြစ်နိုင်တာကအခု Season 5ရဲ့ Black Nora က Homelander ကလုံးဖြစ်ဖို့များတယ်ဗျာအဲ့တော့ဇလန်ကိုပြန်ဆက်လိုက်မယ် Homelander ကြီးကဆောင်းရမ်းတင်းသွားပြီးတော့သူ့ရဲ့ကိုဝါနဲ့ Black Nora နဲ့ပေါ့နော်ချတဲ့အချိန်မှာဒီ Superman ထက်တော့အစွမ်းထက်ပါတယ်လို့ပြောတဲ့ Homelander ကဒီ Black Nora ရဲ့လက်မှာပဲခန္ဓာကိုယ်အပိုင်းဖြတ်ပြီးတော့တိတ်ဆုံးသွားတယ်ဗျာဒါပေမဲ့ဇလန်အမှမပြီးသေးဘူးအဲ့လိုတေကန်နီးဖြစ်နေတဲ့ Homelander ကြီးရှေ့ကို Butcher ရဲ့ရောက်လာပြီးတော့သူတဘွားလုံးလက်စားချေဖို့အတွက်ဒီသူ့ရဲ့တန်တူမျိုးကိုပဲကင်ပြီးတော့ Homelander ရဲ့ဒီမျက်လုံးထဲကနေဦးကောင်းကွန်ကိုကွဲအပ်သွားတဲ့အထိတန်တူရင်းနဲ့ထိုးဆိုင်လိုက်တယ်ဗျာနောက်ပြီးတော့ Homelander ရဲ့မျက်စိရှေ့မှာသူ့ရဲ့အုံနောက်ကိုဆွဲထုတ်ပြီးတော့လက်နဲ့ညှစ်ပြီးတော့ခြေပလိုက်တယ်ဒါကတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ Butcher ကြီးနှစ်ပေါင်းများစွာစောင့်ဆိုင်နေတဲ့ဒါသူ့ရဲ့လက်စားချေခြင်းပဲဗျာအဲ့တော့လက်စားချေခြင်းစိတ်ဆန္ဒရဲ့ပြေဝသွားတဲ့ William Butcher ကတကယ်ပဲရက်တန့်သွားရတာပေါ့နော်အဲ့လိုမဟုတ်ဘူးဗျာနောက်ထပ်ပို့ဆိုးတာဖြစ်သေးတယ်အဲ့ဒါကိုနောက်ထပ်ဗီဒီယိုမှာကျွန်တော်ကပြောပြမယ်ဆိုတော့ကျွန်တော်ရဲ့ page လေးကို follow နဲ့ subscribe လုပ်ပေးအောင်နောက်ဗီဒီယိုမှာပြန်တွေ့မယ် see you